ကြောက်ခွင့်ရောရင်းတာတောင်းလို့ ငါကြောက်ငါပြန်လို့နေတာ ဦးလေးသူ့ကိုကြောက်ပေးလားဦးလေးနဲ့သူနဲ့ရှင်းမော အားကြောင့်ပြန်မေးပေးမပြေးရင်ငါပတ်ငါရောတော့ ဒီနေ့တော့ဘယ်လောက်ထိမိုက်လဲအထဲထဲမှာလုံးဝအိခဲနေရပဲ မိသိ ဘာဖြစ်လို့လဲဦးလေး မင်းရောကြပဲသွားတယ်တော်တယ်နေရောကြနေတွေ့ချင်လို့မို့ ဦးလေးဒီမှာဝင်ထိုင်အောင်လေကျမကြောက်ဘာဖြစ်လို့လဲ အနေရောကြငါပို့တိုက်ခဏကြားလာပြီ ပြန်မလာတော့ကြာပြီ ငါကြောက်ပဲငါပြန်လို့ချင်တာ အဲ့ဒီကြောင့်ဦးလေးသူ့ကိုပေးတာကျမလည်းမသိဘူးဦးလေးနဲ့သူနဲ့ရှင်းရမယ့်ကိစ္စတကယ်ဆိုရင် ငါနဲ့မတိုင်းဘူးလေနေရောကြငါလေးကြောက်ပြောတာကြားလာပြီဟုတ်တယ်ပို့တိုက်ခဏ ဝက်တိုက်ခဏ तू ကအိမ်ုံလည်းပြန်မလာဘူးကျမတို့လည်းပတ်စံမပေးဦးလေးသူ့ကိုကြောက်ပေးလားဦးလေးနဲ့သူနဲ့ရှင်းမောကျမတို့ကဘာလို့လာပြောနေလဲ နိုးဘူးငါကြောက်ပဲငါပြန်လို့ချင်တာပဲအားကြောင့်ပြန်မေးပေးမပြေးရင်ငါပတ်ငါရောတော့မှာ ပတ်စံတော့ရောစရာမရှိဘူးလေဦးလေးလိုချင်တယ်ဆိုရင်တော့ဒီမှာပြချခဲ့တဲ့ကြောက်လို့ရှိရင်ဦးလေးတစ်ချက် ငါကြောက်ငါပြန်လို့ချင်တာပဲ ကျမတို့ဘယ်လိုလုပ်ရမှာလဲ तू ကလည်းမသိဘူး ညောကြလိုက်ပြောတယ်တပတ်ချင်းပေးမယ်တပတ်ချင်းပေးလို့မပဲနင်းနဲ့ကလည်းငါကြောက်သိတယ်မယ်ညောကြလိုက်ပြောလိုက် နင်းဖေရလည်းဘယ်လိုလောက်သွားလဲမသိဘူးခုဒီမှာကြောက်ကရောရတော့မယ်သားကြီးရှောင်းပြီးတော့ရတဲ့ရှင်နဲ့စားစရာမရှိရောစရာရှိဆိုတော့ဒါမျိုးသွားလေရှောင်းကြည့်ရောမသားကြီးနင်းဖြစ်ပေးခဲ့တဲ့ဒုက္ခမလွယ်ဘူးကြောက်လေးပါလေကျင်းမဲ့လောကလေးပါမရှိဘူးကျမတို့ကြောက်လေးနားမလဲသိလည်းမသိဘူးတော်ကြောက်လည်းတော့မသိတဲ့လောကလည်းမရှိဘူးမပြောင်းမသိဘူးကြောက်လေးပါကျင်းမဲ့လောကမလည်းမရှိဘူးလားဟုတ်ကဲ့မကျေးဇူးပဲနော်ဒီမောင်သားရဲ့မေတို့ဒီကြောင်လေးတဲမှဆင်မှာဟုတ်နော်ပန်းဟုတ်နေဘူးလို့ပဲမကြီးမကြောက်လေးတော့ပါလေဘာမှဆက်ကြည့်ပြီးနေ ရတယ်လေရောင်းပူတယ်ဒါဒီချက်လာ ရရှာမလို့ကြောက်မလို့နားမနေပါဘူးသူကလည်းမင်းတော့ ဒီကောင်အကြောင်းမဟုတ်ဘူးဗျာပလွန်ကြီးလေဝေးရှိလို့ရှိရင်တော့ဒီကြောင်းတော့တောက်ဖို့ရှိမှာ ကောင်းလို့တော့ဒါရခုနလေး ဒီကောင်ကမဆိုဒီကောင်တော့ကြောက်ဟုတ်တယ် ဒီမှာကိုညီတဲ့အနေနဲ့ဒီမှာကြာသူများရဲ့ကြောက်ကိုပွဲတက်ပြီးလို့ပါတယ်ဟုတ်စီလောက်ပလိုက်တာပေါ့အဲ့ဒါကြောက်ခွင့်ရောရင်းတာတောင်းလို့မလို့ပေးစရာမရှိတော့ဒီကြောက်လေးကိုဘယ်ဖာနဲ့ကိုညီတဲ့အနေနဲ့ပေါ့ ဒီကြောက်ကဘလုံးလောက်လောက်ခါလို့ သူက73သိန်းတောင်းတယ်ဒီတပတ်လောက်ဆောက်ပေးမယ်မရလို့ရှိရင်မလို့ကမျိုးခုလုံးနေလို့မလို့အဲ့ဒီကြောက်လေးလေးပြီးဆက်ရောင်းတာ ဒီကောင်လေးကတော့မော်စီဆောသူကအဝါကျော်မဲပွေးလေးတော့ပါပါတယ်ဒီအမြင့်ဆုံးခုံမယ်ဆိုလို့ရှိရင်10ပိုင်းဝန်းကျင်လောက်မှာတော့ကျွန်တော်ဝယ်တော့အင့်ဆုံးနေတာဒီမှာပါတာပေါ့ဆရာနော်ဝါစီပွင့်နေတော့လိုက်လို့ရမှာကြောက်တယ်တော့ဒီမှာ15ပေးလိုက်မယ်ကြောက်ကိုနားလေး73နဲ့တခါတော့ကိုပြလာအမတို့စားကြတယ်ကိုလည်း200လောက်အမတို့နေပါဘာလို့ပေါ့ ဒီလိုတမလောက်ပါရဲ့ကုန်းလုံးကတော့ရှင်သေး မလုံးနဲ့ဟုတ်ပြောပြပါဟုတ်ဘောရမလည်းတစ်ခါကြောက်ရှင်တော့တောင်းတာပူသွားလို့ရှင်တော့ဘယ်လိုပေါ့လဲတော့အင်္ဂါဘလောက်ပဲဆင်ပြေနေပါခြေတန်းလေးနည်းနည်းလေးပါလိုက်တာနဲ့ဘဝတစ်ခုလုံးကတော့တော့တုံးလို့မရတဲ့အနေအထားမျိုးဖြစ်သွားနိုင်တာပေါ့နော်ကဲဒီကြောက်လေးကျွန်တော်ချိန်ဆောင်လေးရှင်းပြပေးမယ်ဒီထိန်းနောက်မှာဆိုရှင်လည်းမှာကျွတ်ပွေးလေးတွေဒီမှာဒီနာလေးမှာဆိုရှင်လည်းမဲတက်နေရပဲအနာလေးလိုက်ကြည့်မယ်ဆိုအနာအဲ့လောက်ထိမမြင်ရအောင်ပေါ့အများကြီးပြန်ပြီးမှလည်းဆေးလို့ရသေးတယ်ဟိုဒီနေ့တော့ဘယ်လောက်ထိမိုက်လဲအထဲထဲမှာလုံးဝအိခဲနေရပဲဝါစီသားလေးတော်လေးတက်တယ်မင်းလေးဒီထိအောင်မှလိုက်တယ်ကြည့်ဒီကြောက်လေးကကျွန်တော် separate ခတ်လိုက်မယ်ဆိုရင်တော့ဒုံလုံးပွင့်သွားမလားမသိဘူးပေါ့ဗျာကြောက်စီကြောက်သားတော်မိုက်တယ်နော်ဒီအနေသားလေးဆိုရင်တော့ကျွန်တော်တို့ကအပွင့်ကောင်းကောင်းမန်းစားလို့ရပြီဗျဒီကြောက်လေးကကူညီတဲ့အနေနဲ့ကျွန်တော်ဝယ်ထားပေးတာဖြစ်တယ်ကျွန်တော်တို့ဒီကူညီတယ်ဆိုတာကလည်းဒီကြောက်လေးမှာသူကအပွေးတက်လေးတွေလည်းပါသေးတယ်ဒီပေါ်ကသူကျွတ်ပွေးပုံစံအတိုင်းဒီအောက်ခြေမှာဒါကျွတ်ပွေးအများကြီးပါသွားမယ်ခဲကနေဖြစ်သွားမယ်ဆိုရှင်ဇေနာရဲ့အကျိုးတံပြောင်တက်ရောက်မှုအရာဒီကြောက်လေးကတော့အများကြီးတက်အောင်သွားနိုင်တာပေါ့ဗျာနော်ဆေးချက်တစ်ခုအနေနဲ့ကျွန်တော်ပေါ်ဆောင်ကြည့်ချင်တာပဲဖြစ်စေကြောက်စီကြောက်သားတစ်ခုကနေမှအပွင့်ပယ်လေးတွေခေါင်းကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းကြက်နေတဲ့တော့ကျွန်တော်ဆက်သွယ်လိုက်ဖို့